တယ်ဒီပန်းမကြီးကလည်းအချောင်ခံရပါတယ်ကွယ်နေရတကဘုန်းကြီးပြောဘူးပါတယ်ဟိုပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရအဲ့ဒီပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရတော့ဇက်ပွဲကြီးရှိတော့မတ်ကြီးကပွဲကြည့်တယ်ကိုတယောက်ကြီးတဲ့ပွဲကြည့်သွားရအောင်တဲ့ငါမလိုက်ချင်ဘူးတဲ့ဟုတ်ပါဘူးတော့လိုက်ခဲ့မလိုက်ချင်ဘူးလို့ပြောနေဟုတ်ပါဘူးတော့လိုက်ခဲ့ပါယောက်ျားဆိုတာဘလောက်ညင်ညင်မိန်းမဆွဲခေါ်တော့လေပါသွားတာပဲဟေးညီလေးတို့ယောက်ျားဆိုတာဘလောက်ညင်ညင်မိန်းမဆွဲခေါ်တော့လေပါသွားတာပဲမိန်းမတိုင်းမဟုတ်ဘူးကအမေခေါ်ရင်မပါဘူးသားလို့တဲ့လူဖဲဝိုင်းတနေကုန်ထိုင်းနေတော့ကောင်းလေးတဲ့ဒီလောက်တည်းမထိုင်နဲ့တဲ့ဒူလာကင်လိမ့်မယ်လာအမေခေါ်တော့ပါပြောတော့ကင်များတယ်ကျုပ်ကင်တာခမရကင်တာလားမိမဆိုပေသည်အမေခေါ်လို့မရဘူးဟာဟိုမိမခေါ်မှရဟိုမိမဆိုတာသူ့အဟွာပေါ့ကွာဒါလောက်ပြောသိပါဘူးဘာပြောတော့အဲ့ဒီမိမကသေချင်းဆိုစားချိန်မှမသိတောက်ချိန်မှမသိဒါလောက်ထိုင်ရလာခဲ့ဘိုးကေဆွဲခေါ်တော့ဘာပြောတော့ငါလာမလို့စိတ်ကူးနေတာကွာဒါတော့အဲ့ဒီမိမခေါ်မှပါတယ်ကိုင်ထားပါတော့မတ်ကြီးဆွဲခေါ်တော့တရုတ်ကြီးပါသွားတော့ပွဲကင်းနဲ့ရောက်တော့လေဗမာမတ်ကြီးကအပြင်းပြေစားရအောင်ပဲကြီးလှော်ထုတ်ကြီးဝယ်ပြီးတစိမ့်စိမ့်စားပေးသားကြီးမေးအောင်မဲ့ပဲစားတော့ဗာများလေနော်ဟိုဟာထွက်မှစိုးလို့ကိုဗာများတော့မေးတာကြွားတပြားသွားမေးတယ်ပဲစားတော့ဗာများတော့ဆိုကလေးတယောက်ကဤပေါက်အဲ့ဒါထွက်မှစိုးလို့ကိုဗာများတော့မေးတာကိုပေါက်မိအောင်ပေါက်လေများသဟိမတ်ကြီးပဲကြီးလော်တွေစားပြီးလေလဲခြင်းပြီးပွဲကင်းတယ်အိန္ဒိယရှင်မိမသားဆိုတော့လေသူ့ရှိကအတန်ထွက်မှသူရှက်တော့ဖင်ဖဏောင်လေးနဲ့ပိတ်ပြီးအောင့်ဟာထွက်ချင်တာမထွက်ရတော့မတ်ကြီးခါလေးလိမ့်ပြီးတော့မျက်နှာလေးကိုရှုပ်ဝဲနောက်မတ်ကြီးကဘာစောင့်လို့ဆိုတော့တို့ပန်းမကြီးအတီးစောင့်ပန်းမကြီးကမြည်တာကိုကသူကပန်းမကြီးနဲ့ရောလှောင်းဒါပေမဲ့ပန်းမတီးတဲ့လူရဲ့လက်ကိုကြည့်ရသေးတယ်ချက်ချင်းလွဲနေမှာစိုးလို့နောက်ပန်းမတီးတဲ့လူကလက်ကလေးအမြောက်လိုက်မကြီးကဖဏောင်လေးပြင်ထားတဲ့ဖွင့်မှုပန်းမတီးတဲ့လူရဲ့လက်ကပြန်အချလိုက်ပန်းမကြီးကဘွေထီးဆိုမကြီးကဘီးဆိုချလိုက်ဒါကြောင့်ပန်းမကြီးကဘွေထီးဆိုမကြီးကဘုဆိုလွတ်လိုက်နောက်ဟေမတ်ကြီးလွတ်ပါများတဲ့လေတွေကတရုတ်ကြီးနှာခေါင်းသွားနှုတ်ဆက်တရုတ်ကြီးနှာခေါင်းပွားစီဖြစ်လာဟေမတ်ကြီးဘာတော့ကိုတရုတ်ကြီးရဲ့ပြန်ကြစို့ဘာပြုလို့တော့ဘာပြုလို့တော့လုံးမနေနဲ့ဟိုဆိုင်းတဲ့အလုံးကြီးကဘာခေါ်လဲအဲပန်းမကြီးကအချောင်ခံရတော့ပန်းမကြီးခေါ်တယ်တော့အဲ့ဒါကြီးကနောက်ထူအောင်ပါလားမတ်ကြီးကြောင့်ပန်းမကြီးခံရပုံပြောပါတယ်ဘာဖြစ်လို့တော့ဘာဖြစ်လို့တော့မမေးနဲ့အဲ့ဒါကြီးကနောက်ထူအောင်ပါဟောတော့ဆိုင်တဲ့အရေးအကြီးဆုံးပေါ်တော့မိုးလင်းကန်ကြီးလေးထုလေသူကထုံမှတညလုံးတညတော့ဘာဖြစ်လို့တော့ဘာဖြစ်ရမလဲကွာတဲ့အဲ့ဒါကြီးထူတာအီရှော်နာလဲကွာတယ်သွားကြလို့ပေးတာကြီးမေးအောင်မယ်ဟိုပန်းမကြီးကနန္နာလားမတ်ကြီးကနန္အေးကွာပန်းမကြီးကအချောင်ခံရ